င်္ဂလာပါနိုင်ငံနေပစိုးပွဲတက်သွားမလို့ပိုင်းတကွာမှာပုံမှန်ဆိုရင်လေကျွန်တော်ကအဲ့ဒီမိတ်ကပ်လိန်ရတာတိတ်မကြိုက်ဘူးမိတ်ကပ်မလိန်ရတဲ့ရုပ်ရှင်ကားတွေပါရရင်အချမ်းပြော့တော့ကန်ကောင်းရုပ်ရှင်လေဖုန်ကြီးနဲ့ခွေးလေးနဲ့ကအဲ့ကားကြိုက်တော့ဆိုရင်ဖုန်ကြီးဆိုမိတ်ကပ်လိန်ဆိုမလို့အချမ်းပြော့ဖို့ကောင်းတယ်ဒါပေမဲ့အဲ့တော့ကိုးကောင်မို့နော်ဟိုအဲ့တော့ဟောလောက်ဟုတ်လားဒါလည်းတတူးဖြောက်ရဟုတ်လားတတူးဖြောက်ရ by the way ကျွန်တော်မိတ်ကပ်ဆရာကောကားတဲ့အဲ့တော့တတူးဖြောက်ရဟုတ်လားဟုတ်တယ်သူကအဲ့ဟိုဘာလဲမိတ်ကပ်ဆရာမညီမလေးနှစ်ယောက်သူကဖုန်ကြီးဆိုတော့လေဒီလိုမျိုးတင်ကန်းကိုဒီဘက်အုပ်တာဒါမှလည်းဒီဘက်လက်မောက်ထိရမှာဒီတတူးကပေါ်နေတော့အဲ့တတူးကိုမိတ်ကပ်ဖြတ်ရတယ်ပြီးရင်ကတော့6တော့ဒီနေရတယ်အဲ့ဒါမိတ်ကပ်ဖြတ်ရတယ်တင်ကန်းနဲ့မမြောက်အဲ့မှာသူလည်းမိတ်ကပ်လိမ့်တာပဲเนาะပြီးရင်နောက်တစ်ခုရှိတယ်ကျွန်တော်အခုဒီနှစ်ထဲမှာထွက်ဖို့များမှထင်တယ်အဲ့Winker Sauce ဆိုတဲ့ဒီ Author Singer เนาะအဲ့ကမှာကောက်ကလိမ့်တာเนาะဟုတ်တယ်လေကောက်ကလိမ့်တာဒါပေမဲ့အဲ့ကလည်းမိတ်ကပ်တိတ်မလိမ့်ရအောင်เนาะမမွေးကူနဲ့ဒီကောတောင်းမှာတွားရိုက်တဲ့အဲ့ကျွန်းကားလေးအဲ့ကားလေးမှာဆိုရင်ကျွန်းသားလို့ရမမိတယ်မလားအဲ့ကဟိုကပါတယ်လေမထိုက်ပါတယ်အဲ့ကျွန်းကားမှာဆိုရင်ကျွန်းသားလို့ရကျွန်းသားလို့ရတော့အသားမမဲနဲ့မိတ်ကမလိမ့်လိုက်ရအဲ့တော့အရန်စင်ပြေနေပူကြီးကမှရှောက်သွားပြီးမဲတူပြီးကိုတိရလားမောင်ရင်စားလို့ရစားရနည်းနည်းတော့လူတွေစားလိုက်စားရစားနေတယ်ရှယ်ပဲဒါကကျွန်တော်မြန်မာမှာဆိုရင်ဟိုလေမြန်မာ traditional food ထဲမှာပါပေါ့လက်ဖက်တုပ်အဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတော်တော်များအရင်ကြိုက်ကြတယ်အဲ့လက်ဖက်တုပ်ကျွန်တော်လည်းကြိုက်တယ်အဲ့ရှူတင်ရှိပြီဆိုရင်အဲ့လိုလေတစ်ခုခုစားနေမှရတယ်အရင်တော့စားပြတော့နောက်ကျမှလို့ပြင်မျိုးလုံးအောက်ကအဲ့လိုပြရနည်းနည်းအချင်းပြမှာโอเคအချင်းနည်းနည်းလိုပါလေโอเคဒီနေ့အဲ့ပွဲတက်တော့ဝယ်ရမယ်ဝတ်စုံကအန်တီပေါက်ဒီဇိုင်နာမူကုတ်ပေါက်သူရဲ့ဝတ်စုံကျွန်တော်ဝယ်ရမှာအန်တီပေါက်ချုပ်ပြီးတဲ့ဟာလည်းအရန်လာတယ်အဲ့ကျွန်တော်အရန်ကြိုက်တယ်အန်တီပေါက်ချုပ်တဲ့ဟာတွေပြီးတော့မလားမိုင်းမောပြီးတော့မလားအောက်မှာတော့မီဒီယာသမားတွေ decoration တွေပါညာအကုန်ပဲဒီပဲပြီးတော့ညလုံးလိုက်တော့အချိန်တော့သိမရဘူးမဝေးနေတော့ခဏနဲ့မသွားပါနဲ့ကျွန်တော်ရဲ့ manager မကြီးမောတဲ့ကျင်းမှုပဲလေယူဟာလေးလည်းပဲ Hello နည်းနည်းရမယ်ဒီပေါင်းမင်္ဂလာပါကျွန်တော်အခုငကနေပွဲတဲ့အဲ့ဒီပစိုးဟိုပါဗလဲမြန်မာဝတ်စုံဒီပေါက်ချုပ်ပြီးတော့လာပါဒါကတော့လေတော့တာပိုင်တော်အတွက်ဒီငကနေပစိုးပွဲတဲ့အတွက်တော့ပြင်ဆင်ထားပေးတဲ့မြန်မာမျိုးသားဝတ်စုံပေါ့နော်ပြီးတော့မြန်မာဝတ်စုံအပြည့်ပုံမှန်ဖြစ်တဲ့အတွက်တော့ကဒီပိုးစားလေးဘိုင်ကမ်းမှာကောင်းပါအောင်မောက်ချက်တဲ့ကောင်းပါအောင်အစ်စ်ကောင်းပါအောင်တို့ဆွတ်မှာမဟုတ်ဘဲနဲ့ကောင်းပါအောင်အစ်စ်ကိုပတ်ပြီးတော့ပါမယ်ပုံစားလေးပေါ့နော်โอเคအဲ့ဒီပေါ်လေးလိုက်ပါမိတ်ကပ်လေးနေပြီဒီနေ့ကတိုက်ပုံနဲ့ပစိုးနဲ့ငကနီပွဲတက်ဆိုတော့မိတ်ကပ်ပပလေးနဲ့glow skin မိတ်ကပ်လေးပဲလိမ့်နာပေးရပါတော့တာဒါအဲ့ဒီမှာတိုင်းတိုက်ပုံလေးထပ်ပြီးတော့ကောင်းကောင်းလေးပို့လိုက်ကြမယ်ဒါဟိုပါလေချိန်နိုင်တယ်နော်မြန်မာဝတ်စုံမှာကိုလိုနီကလောက်ဖြစ်မှာပေါ့နော်ဒီမှာနော်ဟုတ်တယ်ကောင်းပါလေးနဲ့ဒီဘက်ကကောင်းပါလားဒါဆိုဟိုနောက်ပိုင်းကျတော့အရင်တော့မြန်မာတွေကရောင်စုံရောင်တုံးရှိလို့ဒီနေရာပူပူလေးဖြစ်ဟုတ်အဲ့တော့အခုခေတ်ကရောင်မရှိတော့ကြတော့ရောင်အစားကိုဒီလိုချိန်ခွက်ကလေးနဲ့ခိုးပြီးတော့မှကောင်းပေါင်းလိုက်တာပေါ့နော်ဟိုပြီးတော့ဒါအစ်စ်ပတ်ပြီးတော့အုပ်ပြီးတော့ပါမှာပေါ့ဒါအုပ်ပန်းခေါ်တာပေါ့ဟုတ်နော်ဘယ်သွားတော့မနော်7မိနစ်လောက်ပဲကျွန်တော်ရဲ့ဟုတ်မှာပြီ ready ကောင်းလေးပေါင်းနေတာနဲ့ပြီးပြီအောက်ပါလားအောက်ပါဟုတ်ပါ
စင်ပြေလားโอเค ပုံလေးကြားမှရနော် ရိုးရိုးလေးနဲ့တက်တယ်ရှိတယ် thank you အဲ့ဆိုရင်အခုငကနေပစိုးပွဲလေးထဲကိုကျွန်တော်သွားတော့မှာဒီဗီဒီယိုလေးကိုကြည့်ရှုပေးတာအားလုံးကျေးဇူးများတင်ပါတယ်စိတ်ချမ်းသာကြကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါ bye